အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Gafu sign နဲ့ Gafu အကောင်းပြောင်းနေအောင်လုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော် transportation ပြောင်းအောင်လုပ်ပြရမှာလုပ်ဖို့ sign နဲ့ trader gas ရဲ့ fee နဲ့ရသွားပါတယ်ကျွန်တော်အဲ့ဒါကြောင့် gas ကိုစားလိုက်ပါတယ်ကျွန်တော်ရဲ့အကြိုက်ဆုံးဒီပေါ့အဲ့ဒါကျွန်တော်ခုစားလိုက်ပါပြီကျွန်တော်စောက်ပွဲကျွန်တော်စပြီးဖောင်းပါမယ်ကျွန်တော်တရထင်းနဲ့ပါပြတယ်ဒီဗီဒီယိုကတော့ဆိုတော့နည်းနည်းမမိုင်းဘူးထင်ရတယ်ဗျဒါကြောင့်ကျွန်တော်ရိုလိုက်ကိုလေးလုပ်ပြီးသွားပါဒီလိုဆိုတော့ subscribe လုပ်ပြီးတော့ကြပါဦးကျွန်တော်စားပဲကျွန်တော်အမှ line တက်နေတာရက်လို့ပေးပြီးချလို့ကျွန်တော် line တက်နေတော့ဘာမှလုံးလုံးမရဖြစ်နေတယ်ကျွန်တော်နားနေစားနေမှာအဲလိုရကျွန်တော်နားလို့တော့ဒီကျွန်တော် train မှာမဟုတ်ဘူးကျွန်တော်ကစားနေလေပဲဖတ်မှာတော့ခုအဲ့ကျွန်တော်11နေရာကျော်ထိ fan ဝပါကျွန်တော်အမှ glitch လေးဇက်တိုက်ဆက်ဖြစ်တော့ Facebook ဖွင့်လာတော့ glitch ဖြစ်ကျွန်တော်အမွှန်းရောဒီစကေးနဲ့ပြောရပါတယ်အကောင်းပြောင်းနိုင်သွားပါတယ်ညတကောင်ရဲ့အချိန်ပါပါဝေါကျွန်တော်ခု gas ကိုပြောင်းပြနေရပါကျွန်တော်ရမ်းမိုက်လို့ကျွန်တော်ထင်မိပါတယ်ရမ်းမိုက်ပါည